United ရဲ့ဒီဟာဒီ transfer strategy တွေကိုချိမယ်ဆိုရင်ယင်းနစ်တွေနဲ့လုံးဝမတူတော့ဘူးဆိုတာကိုတဖြည်းဖြည်းနားလည်လာပြီလို့ပြောရမှာပါဒီဟာဒီခေါ်ယူမှုတွေမှာလိုချင်တဲ့ကစားသမားတွေကိုဈေးကြီးပေးပြီးခေါ်ယူမှုတွေထက်ဈေးသင့်ပြီးအသင်းလိုအပ်နေတဲ့ profile တွေနဲ့လည်းကိုက်ညီတဲ့ကစားသမားတွေကိုဦးစားပေးရွေးချယ်ပြီးတော့ပြောင်းရွှေ့တွေမှာပပနက်နဲ့လှုပ်ရှားနေတာကတကယ်အားရစရာကောင်းတယ်လို့ပြောရမှာပါဥပမာမတ်တီးယဖာနန်ဒက်လိုတရားစီပဲကောင်းကောင်းခြေသွမ်းပြထားတဲ့ကစားသမားကိုစပားနဲ့ပြိုင်ပြောင်းရွှေ့ခြင်းမြင်မားစွာလာသာမြင်မားစွာတွေပေးပြီးတော့ခေါ်ယူဖို့အထက်အန်ရီဆန်တိုလိုလာလာကောင်းတွေပိုင်ဆိုင်ထားတဲ့ကစားသမားနဲ့ယူရီတိုင်လန်မန်လိုပရီးမီးယားလိဂ်မှာအထွေးကြုံရှိတဲ့ကစားသမား2ယောက်ပေါင်းကိုပေါင်85သန်းနဲ့ခေါ်လိုက်တာကတော်တော်လေးကောင်းတဲ့လှုပ်ဆောင်မှုလို့မြင်မိတယ်ဗျအထူးသဖြင့်တိုင်လီမန်ကိုသတင်းကြီးကြီးမားမားမထွက်ခဲ့သလိုရပောင်းများသောဆွေးနွေးမှုတွေမကြားခဲ့ရပဲ United ကတိတ်တဆိတ်နဲ့အလုပ်ပြီးအောင်လုပ်ပြသွားခဲ့တာကပြောင်းရွှေ့တွေမှာပါနတ်တဲ့အတွေးခေါ်တွေကိုထင်ရစေပါတယ်ဒီပြောင်းရွှေ့တစ်ခုမှာအန်ဒရီဆန်တိုစီကနေ United ဘာတွေရနိုင်မလဲဆိုတာကိုကျွန်တော်ရဲ့ YouTube Channel မှာတင်ဆက်ပေးပြီးသားဖြစ်တယ်ဒါကြောင့်ဒီဗီဒီယိုမှာယူရီတိုင်လန်မန်ကိုပဲအဓိကထားပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်တိုင်လန်မန်ဟာ United ရဲ့ကွင်းလယ်အတွက်ဘာတွေယူဆောင်ပေးနိုင်မလဲသူရောက်ရှိလာခြင်းကလက်ရှိ United ကွင်းလယ်မှာရှိနေတဲ့ဘလို့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မလဲBruno Fernandes, Kobe Mainoo, Andre Santo တို့နဲ့တွဲဖက်ကစားတဲ့အခါဘယ်လို tactical impact တွေရှိလာနိုင်မလဲအဲ့ဒီချက်တွေကိုဒီဗီဒီယိုထဲမှာအသေးစိတ်ဆွေးနွေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးဖို့ညွှန်လင့်ပါတယ်ပထမဆုံးအနေနဲ့တိုင်လီမန်ရဲ့ကစားပုံကိုကြည့်မယ်ဆိုရင်ကျွန်တော်အနေနဲ့နံပါတ် player ပိုစံတဲ့ကစားသမားလို့ပြောလို့ရတယ်ပြီးတော့ attacking mindset ရှိတဲ့ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်မြင်ကြည့်လို့ရတယ်ဗျတပတ်တဲ့ action တွေမှာဒူရီတွေမှာတော်တော်လေးအားကောင်းပြီမယ်တက်ကယ်နဲ့ interception တွေမှာတော့ပြောလောက်အားကောင်းတဲ့ player တယောက်မဟုတ်ပဲသူ့ရဲ့အကောင်းဆုံးရည်သွေးကကွင်းလေကိုထိချုပ်နိုင်သွားတင်းရဲ့ဘေးတက်ကိုဥဆောင်နိုင်သွားတဲ့ဂိမ်းရဲ့တန်ဖိုးကိုစီမံခန့်ခွဲနိုင်သွားနေဖြစ်ပါတယ်လွယ်ပြောရရင်တော့တိုင်လီမန်ဟာဘောလုံးပွဲတစ်ပွဲရဲ့အရှိန်ကိုထိညှိပေးနိုင်တဲ့ဂိမ်းကွန်ထရိုလာတယောက်ဖြစ်ပါတယ်ဘောလုံးရလာတဲ့ချိန်မှာဘယ်ချိန်အရှိန်ကိုညှင့်တင်ရမလဲဘယ်ချိန်ဘောလုံးကိုထိန်းသိမ်းရမလဲဘယ်နေရာကိုဘောလုံးပို့လိုက်ရင်အသင်းတွေအချိုးရှိဆုံးဖြစ်မလဲဆိုတာကိုကောင်းကောင်းနားလည်တဲ့ကစားသမားလို့ပြောလို့ရတယ်ဗျ။ဒါကြောင့်လေသူ့ရဲ့ကစားပုံကိုကြည့်လိုက်ရင်အားကောင်းတဲ့ပြေးအားတွေအားသင့်စရာကောင်းတဲ့ driving တွေထက် position နဲ့ vision နဲ့ passing quality ကိုပို့ပြီးတော့မြင်တွေ့ရလိမ့်မယ်ဗျ။ AB လာမှာကစားခဲ့တဲ့နောက်ဆုံးရာသီကိုပြန်ကြည့်မယ်ဆိုရင်တိုင်လီမန်ဟာ Unai Emery ရဲ့ beta system တွေကအရေးကြီးဆုံးစိတ်ပိုင်းတစ်ခုဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်။တိုင်လီမန်မပါတဲ့ပွဲတွေမှာဆိုရင် AB လာရုန်းကန်ခဲ့ရတာကိုပြီးခဲ့တဲ့ရာသီကကျွန်တော်တို့မြင်တွေ့ခဲ့ရလိမ့်မယ်ဗျ။တိုင်လီမန်ဟာ AB လာမှာစင်တာဘက်တွေစီကနေဘောလုံးကိုလက်ခံတယ်။ပြိုင်ပွဲရဲ့ဖိအားပေးမှုကိုဖျက်ချော်ပြီးတော့တင်းရဲ့တိုက်စစ်ကိုစတင်ပေးနိုင်တဲ့ကစားသမားလို့ပြောလို့ရတယ်ဗျ။အဲ့ဒီချက်ကလက်ရှိ United ကွင်းလယ်မှာလိုအပ်ဆုံးရည်သွေးတွေကတခုဖြစ်နေတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့တိုင်လီမန်ရဲ့အကောင်းဆုံးရည်သွေးကတန်ဖိုကွန်တိုးတစ်ခုတည်းတော့မဟုတ်ဘူးဗျ။တကယ်တမ်း United ကိုသူယူဆောင်လာပေးနိုင်မဲ့အကြီးမားဆုံးຢာကသူ့ရဲ့ passing ability ပဲဖြစ်ပါတယ်ကျွန်တော်တို့ United ကိုပြီးခဲ့တဲ့ရာသီကိုပြန်ကြည့်မယ်ဆိုရင် low block နဲ့ mid block အသင်းတွေကိုရင်ဆိုင်ရတဲ့ပွဲတွေမှာတော်တော်လေးရုန်းကန်ခဲ့ရတာကိုတွေ့ရလိမ့်မယ်ဗျ။ဘာကြောင့်လဲဆိုရင်ဒီလိုတပန်းစစ်ရှိတ်နဲ့ကစားတဲ့အသင်းတွေကိုဖောက်ထွက်ဖို့ဆိုရင် progressive ပါတွေ line breaking ပါတွေပေးနိုင်တဲ့ကစားသမားလိုအပ်တယ်ဗျ။ဒါပေမဲ့ United ရဲ့ကွင်းလယ်မှာအဲ့ဒီတာဝန်ကိုအများအားယူနိုင်တဲ့ကစားသမားကများများသားသားမရှိခဲ့ဘူးလို့ပြောရမှာဖြစ်တယ်။တကယ်တမ်းဒီတာဝန်ကိုအဓိကထမ်းဆောင်ပေးနေတဲ့ကစားသမားကလက်ဆန်ဒိုမာတီနက်နဲ့ဘရူနိုဖာနန်ဒက်နှစ်ယောက်ပဲရှိတယ်လို့ပြောလို့ရတယ်ဗျ။မာတီနက်ကနောက်တန်းကနေတိုက်ရိုက် line breaking ပါတွေပေးနိုင်သလိုဘရူနိုဖာနန်ဒက်ကလည်းအခွင့်အရေးဖန်တီးပေးနိုင်တဲ့ forward ပါတွေကိုပြုလုပ်ပေးနိုင်တဲ့ကစားသမားဖြစ်တယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီကစားသမားနှစ်ယောက်ထက်ကတယောက်မပါနိုင်တဲ့နေ့ဒါမှမဟုတ်ပြိုင်ပွဲရဲ့ကစားသမားတွေကဘရူနိုကိုအထူးပြစ်မှတ်ထားပြီးဖိအားပေးတဲ့နေ့တွေမှာ United ရဲ့ Bayern နဲ့ check creation ကတိတိကျကျကျဆင်းသွားတတ်ပါတယ်။ဒါကိုကျွန်တော်တို့ပြီးခဲ့တဲ့ရာသီကမြင်တွေ့ရလိမ့်မယ်လို့ထင်တယ်။ကျွန်တော်ဒီနေရာမှာတိုင်လီမန်ရောက်ရှိလာခြင်းကဒီလိုလိုအပ်ချက်တွေကိုဖြည့်ဆပ်ပေးနိုင်မယ့်အရာတွေကိုကျွန်တော်တို့မြင်တွေ့ရနိုင်နေဗျ။တိုင်လီမန်ဟာဘရူနိုဖာနန်ဒက်လိုအန်တယ်များတဲ့ final pass ပေးဖို့မှုတွေအများအားပေးနေတဲ့ကစားသမားမျိုးတော့မဟုတ်ပေမဲ့progressive ပါတွေ switch play တွေ line breaking ပါတွေကိုတင်ငိမ်စွာနဲ့အဆက်မပြတ်ပေးနိုင်တဲ့ကစားသမားတစ်ယောက်လို့မြင်မိတယ်ဗျ။တနည်းအားဖြင့်ပြောရရင် United ရဲ့ဘေးရကိုမာတီနက်နဲ့ Bruno တို့ပေါ်မှာပဲမိခိုနေရတဲ့အခြေအနေကနေလွင့်ညောင်းအောင်ကူညီပေးနိုင်မဲ့ကစားသမားတစ်ယောက်ဖြစ်မြင်ကြည့်လို့ရတယ်ဗျ
ဒီအချက်လက်တွေကလည်းတိုင်လီမန်ဟာဘယ်လိုကစားသမားလဲဆိုတာကိုကျွန်တော်တို့တတ်သိပြနေလို့ပြောလို့ရရဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကြည့်လိုက်အောင်ယူလီတိုင်လီမန်ရဲ့ဖိုင်နယ်တာတွေကိုပေးဖို့နိုင်ခဲ့တဲ့ပပါနိုင်ဒီကိုကြည့်မယ်ဆိုရင်အက်စပရင်ပီလာမှာကစားခဲ့တဲ့ရာသီ300ရာသီသက်တိုင်ပရီးမီးယားလိရဲ့အကောင်းဆုံးမစ်ဖီတာတွေထဲမှာပါဝင်နေခဲ့တာဖြစ်တယ်2023-24 2024-25 2025-26ရာသီတွေမှာဆိုရင်တိုင်လီမန်ဟာပရီးမီးယားလိမှာ300ရာသီသက်တိုင်တော်တန်းထဲမှာရပ်တည်နိုင်ခဲ့တာဖြစ်တယ်ဒီစတက်ကဘာကိုဆိုလာလဲဆိုရင်တိုင်လီမန်ဟာဘောလုံးပေးပို့မှုတွေကိုကျွန်တော်ဘေးတိုက်တွေလှည့်ပေးနေတဲ့ကစားသမားမဟုတ်ပဲအသင်းကိုရှေ့ကိုရွေလဲရသေးတဲ့ forward thinking midfielder တယောက်ဖြစ်တယ်ဆိုတာကိုပြသနေတာဖြစ်တယ်။ဒါ့ပြင်သူ့ရဲ့ passing ability မှာလည်း consistency ရှိမှုကိုလည်းကျွန်တော်မြင်တွေ့ရနိုင်တယ်ဗျ။ဒါ့ပြင်တိုင်လီမန်ရဲ့ passing ability ကိုပိုပြီးနားလည်ဖို့ဆိုရင်ကျွန်တော်တို့ဒီအချက်လက်တွေကိုကြည့်လိုက်အောင်။ဒီမှာမြင်ရသလို2025-26ရာသီပရီးမီးယားလိရာသီအတွင်းမှာကျွန်တော်တို့ပေးပို့မှုအကြိမ်တရာပေးပို့တိုင်းမှာပြိုင်ဘက်ရဲ့ defensive line ကိုဖောက်ထွင်းနိုင်ခဲ့တဲ့အကြိမ်ကိုပေါ်ပြထားတာဖြစ်တယ်။ဒီမှာဆိုရင်အကြိမ်တရာမှာ18.3ကြိမ်ထိတိုင်လီမန်ဟာဖြတ်ကျော်ပေးပို့နိုင်ခဲ့တာဖြစ်တယ်။ဒီချက်လက်မှာဆိုရင်တိုင်လီမန်ဟာ18.3ကြိမ်နဲ့ပရီးမီးယားလိရဲ့နံပါတ်1နေရာမှာကျွန်တော်ရပ်တည်နေခဲ့တာကိုမြင်တွေ့ရလိမ့်မယ်။အထူးသဖြင့်အဒန်ဝါဒန်ဘရူနိုဖာနန်ဒက်ဘရူနိုဂွီမာရက်ရိုဒီရိုလိုပရီးမီးယားလိရဲ့အကောင်းဆုံး play maker တွေထက်တောင်ကျွန်တော်တို့အဆင့်မြင့်နေခဲ့တာကိုမြင်တွေ့ရလိမ့်မယ်ဗျဒီအချက်လက်ကဘာကိုဆိုလိုတာလဲဆိုရင်အလွယ်ပြောရရင်တိုင်လီမန်ဟာစေးပတွေကြီးပဲပေးနေတဲ့ကစားသမားမဟုတ်ဘူးပြိုင်ဘက်ရဲ့ midfield line နဲ့ defensive line ကြားကစပေးတွေကိုရှာပြီးသင်းကို progressive ပတွေကိုအမြဲတမ်းရှာဖွေပေးနေတဲ့ကွင်းလက်ကစားသမားတစ်ယောက်ဖြစ်မြင်ကြည့်လို့ရတယ်ဗျ United ကိုပြန်ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ရာသီက low block နဲ့ mid block အသွင်တွေကိုရင်ဆိုင်တဲ့အခါ position ရပေမဲ့ chance creation နေတဲ့ပွဲတွေအများကြီးရှိခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်ပြိုင်ဘက်ရဲ့ defensive shape ကိုဖောက်နိုင်တဲ့ line breaking pass ဆိုတာ Bruno Fernandes နဲ့ Lisandro Martinez လောက်ပဲရှိခဲ့လို့ဖြစ်တယ်။အခုတော့တိုင်လီမန်ရောက်ရှိလာတာနဲ့ United ဟာနောက်ထပ် progression ဆိုးတစ်ခုကိုရလာပြီလို့ပြောလို့ရတယ်ဗျ။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကဒီလစ်ထဲမှာဆိုရင် Andy Santos ကလည်း15.5နဲ့ပါဝင်နေခဲ့တာဖြစ်တယ်။ဆိုတော့ United ရဲ့ midfield မှာဆန်းတို့တိုင်လီမန်ကိုတွဲသုံးလိုက်ရင် defensive stability နဲ့မကပဲ progressive ပါနဲ့ line breaking ability ကိုပါတိတိတသာတိုးတက်လာနိုင်တယ်လို့ပြောလို့ရတယ်ဗျ။ဒါကြောင့်တိုင်လီမန်ကိုကြည့်တဲ့အခါဂိုးနဲ့အဆစ်တွေထက်သူပေးတဲ့ပါတစ်ချက်ကအသင်းရဲ့တိုက်စစ်ကိုဘယ်လောက်ထိပြောင်းလဲပေးနိုင်လဲဆိုတာကိုပို့ပြီးအာရုံစိုက်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ဒါပြင်တိုင်လီမန်ကကာရီရဲ့ system ကိုချိတ်ဆက်ပေးနိုင်မယ် key player ဖြစ်လာနိုင်ပါတယ်ဗျ။အဲကြောင့်လဲဆိုရင်တိုင်လီမန်ရဲ့နောက်ထပ်အားသာချက်တစ်ခုက tactical flexibility ဖြစ်ပါတယ်။သူဟာ position တနေရာထဲမှာပဲကစားနိုင်တဲ့ကစားသမားမျိုးမဟုတ်ဘူး။ဒါပဲပြောပေါ်မှာမိန်နူးနဲ့တွဲကစားနိုင်တယ်။ Andy Santos နဲ့တွဲကစားနိုင်တယ်။လိုအပ်လာရင် Bruno Fernandes နေရာကိုစားထိုးပြီး Albert Midfielder ဒါမှမဟုတ်ရင်နံပါတ်10 row မှာလည်းကစားနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဗျ။ဒါကြောင့်တိုင်လီမန်ရောက်ရှိလာခြင်းက United ရဲ့ကွင်းလယ်ကိုရည်သွေးကိုတိုးတက်စေရုံမကပဲတစ်ခွက်တက်ကိုပါတောင်းတင်းလာစေမယ်လို့မျှော်လင့်ရပါတယ်။အထူးသဖြင့်မိုက်ကယ်ကာရဲ့အတွက်တိုင်လီမန်ဟာအလွန်သုံးဝင်တဲ့ကစားသမားမျိုးဖြစ်လာနိုင်ပါတယ်။ပွဲချင်းတွေပေါ်မူတည်ပြီးတော့ deep playmaker ဖြစ်သုံးနိုင်တယ်။ box midfielder ဖြစ်သုံးနိုင်တယ်။ attacking midfielder ဖြစ်လည်းသုံးယူနိုင်တယ်လို့ပြောလို့ရတယ်ဗျ။ဒါကြောင့်တိုင်လီမန်ကိုပေါင်35သန်းပဲပေးခဲ့ရလို့ရည်သွေးနေတဲ့ transfer တစ်ခုအနေနဲ့မကြည့်သင့်ပဲ United ကွင်းလယ်တစ်ခုလုံးကိုချိတ်ဆက်ပေးနိုင်မဲ့ quantity တယောက်အဖြစ်နဲ့ယဉ်ကျေးဖို့လိုအပ်လိမ့်မယ်ဗျ။ Bruno Fernandes, Mainu, Andy Santos တို့ကြားမှာ balance ကိုဖန်တီးပေးနိုင်တဲ့ player profile မျိုးကိုလက်ရှိ United squad မှာပေါင်းထည့်နိုင်ခဲ့တာဖြစ်တယ်လို့ပြောလို့ရတယ်။ဒါကြောင့်လည်းတိုင်လီမန်ဟာဒီယာဒီ United ရဲ့ဈေးနေတဲ့ခေါ်ယူမှုတွေကတစ်ခုဖြစ်ပေမဲ့ယာဒီကုန်သွားတဲ့အချိန်မှာတော့အသင်းအတွက်ရေးပါဆုံးခေါ်ယူမှုတစ်ခုလို့ပြောခံရနိုင်တဲ့ကစားသမားဖြစ်လာနိုင်ပါတယ်။ United ရဲ့ကွင်းလယ်ကိုနောက်တစ်ဆင့်ညှင်ပေးနိုင်တဲ့ကစားသမားတို့လည်းမြင်မိတယ်။ဒါကြောင့်ကျွန်တော်တို့လာမယ့်ရာသီမှာတိုင်လီမန်ရဲ့စွမ်းဆောင်မှုတွေကိုစောင့်မျှော်ကြည့်ရှုဖို့ပဲကြံတော့ရလို့ပြောလို့ရတယ်။ကျွန်တော်အနေနဲ့ကတော့ United ရဲ့ကွင်းလယ်ကိုတိုင်လီမန်ဟာတစ်ဆင့်ညှစ်ပေးနိုင်တဲ့ကစားသမားဖြစ်အခုချိန်ကယုံကြည်နေတယ်။ဒါကြောင့်လာမယ့်ရာသီမှာတိုင်လီမန်အနေနဲ့ United ရဲ့ကွင်းလယ်မှာဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်တယ်။ဒါကတော့တိုင်လီမန်ရဲ့ကစားပုံကိုတင်ဆက်ပေးခဲ့တာဖြစ်တယ်။နောက်ထပ်လည်း United ရဲ့ပွဲပြီး review တွေ player analysis တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကို
like and subscribe လုပ်ထားပြီးတော့တောင်းဆိုပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်